အားလုံးပဲမင်္ဂလာပါဆိုတဲ့စေတိုင်းလေးကျွန်တော်တို့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီမှာတော့ driver ကတော့ new born ဆိုကလေးရတာလာသားလေးတွေကနေပြီးစပြီးသုံးလို့ရပါတယ်ပြီးတော့ small ရမယ် medium ရမယ်လက် size ရမယ် XL ရမယ် XXL လေးရမယ် size 3စုံ size 4 1 2 3 4 5 6 9 size 9မျိုးရှိဆိုတော့မှကုန်ရတယ်လေးနောက်ဘာ driver ရသေးလဲ ကျွန်တော်ရေခဲတိုက်ပါလေရတယ်လေရေခဲတိုက်ပါ small ရှိမယ် ပြီးတော့ medium ရှိမယ် ပြီးတော့ XL ရှိမယ် သူ့ရဲ့အားသာချက်တွေကပါလေ XL ရှိမယ်တခြားတိုက်ပါလည်းမဟုတ်ဘူးသူကရေခဲတိုက်ပါတော့ကြောင့်အေးနေပဲတိုက်ပါလောင်လာတယ်ပါရမရှိဘူးလုံးဝအဆင်ပြေတယ်ကလေးတို့ကလေးတော့ပဲရှိရလားလူကြီးတော့ကော လူကြီးတက်လည်းရှိတယ်လေ လူကြီးတော့ကော လူကြီးတက်မှာဆိုလို့ရှိရင်ကျွန်တော်ဘောင်းမီတွေရှိမယ်တက်ခွာရှိမယ်။ဘောင်းမီတွေမှာဆိုလို့ရှိရင်ယူတာနာမည်နဲ့မီဒီယံရှိမယ် XS ရှိမယ်။တက်ခွာထဲမှာဆိုလို့ရှိရင်ယူတာဒီကောင်လေးဆိုလို့ရှိရင် မတိချပြပြီလဲညီလေးဒီအားလေးငါတို့ဘလို့ site တွေရ site တွေ XS site လေးဆိုရင်မှာမီဒီယံ XS ဒါကဘောင်းမီလေးတက်ခွာလေးဆိုလို့ရှိရင်မီဒီယံ XS ရှိမယ်။ဒီမှာဆိုလို့ရှိရင်ဘောင်းမီလေးကိုမှာယူတာလက်ဆိုင်ရှိမယ်။ဒီမှာရှိရင် bracket နာမည်နဲ့၈ခုပါမီဒီယံလေးရှိမယ်။အဲ့ဒီပြုံမှာဒီလူကြီးတွေတွက်ဆိုလို့ရှိရင် bracket underbelly လည်းရှိတယ်။ အနာဘက်ကဗမာသုံးတာ အနာဘက်ကဆိုဘတ်ဆိုးတွေဖြစ်နေတာပေါ့နော်အဲ့ဟာနာလူကြီးတွေပါညာဆိုလို့ရှိရင်ဒီကသုံးရတာအဆင်ပြေတယ်လုံးဝအခါသုံးလေးတွေပေါ့တော်တော်လေးကောင်းတယ် အဲဆိုရင်ဆိုတဲ့စီတိုင်းနိုင်ရင်ထိတ်မှာစက်မြင်လမ်းမှာလက်ဆိုင်လုံးမှာရနိုင်ပါတယ်